Okay, ဒီဥစားတော့ part 3နောက်ဆုံး part လေးဖြစ်မယ်ထင်တယ်ဆိုတော့ခုနက Sun Conjunct Uranus 19ရက်နေ့မေအကြောင်းပြောပြီးသွားပြီအဲ့ဒီခါမှာ surprise ဖြစ်လာတဲ့များအကြောင်းအကောင်းဆိုပဲသဘောထားဖို့စိတ်ကိုပြင်ဆင်ထားပါ expect good and unexpected news expect not so good news but can be better for you เนาะကိုအတွက်ကောင်းမှုဖြစ်လာမယ့်အရာတွေ Gemini season ကတော့20ရက်နေ့မေမှာ Gemini season တို့ Taurus ကနေပြီးစတင်ကူပြောင်းပြီး Sun က Gemini ကိုရွှေ့ပြီးအဲ့ဒီအခါမှာလက်ဆန်ကြံနေသေးတဲ့မေရဲ့နောက်ပိုင်းရက်တွေဟာဆိုလို့ရှိရင်ကိုယ့်ရဲ့ thoughts and communication Gemini ကသူကအတွေးနဲ့ပညာ communication သူက Mercury ရဲ့ rulership အောက်ကဆိုတော့ကြောင့်မလို့အဲ့ဒါတွေကို promote လုပ်ပေးတယ် social life တွေတအား active ဖြစ်လာမယ်အခုတောင်မှ Venus က Pisces ကနေ Aries ကိုတလကိုရွှေ့နေပြီဆိုတော့ဒီမေလတလတော့မှ social activity တွေအရင်များမယ် love life တွေကအရင်ကိုချစ်ရေးတွေအရင်ကန်ကောင်းကြမယ်ဒါ general အားဖြင့်ပေါ့နော်အဲ့တော့ social events တွေ dating တွေအကုန်လုံးဒီလ event full လလို့ပြောလို့ရတယ်အဲ့တော့ intention setting လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီnew moon in Gemini 29ရက်မေကြလို့ရှိရင်ကိုသွားခြင်းနဲ့ learning direction social gathering တွေ social community တွေအတွက်ဘာတွေဘယ်လိုမျိုးကိုယ့်ရဲ့ idea inspiration တွေရှိလဲဆိုတာကိုကြိုတင်ပြီးတော့you can set intention ပေါ့နော်အဲ့တော့ scripting တို့ဘာတို့ကောင်းတယ် manifesting with affirmation တွေအရင်ကောင်းတဲ့အချိန်ပါအဲ့ဒီအချိန်ကကျမကတော့ဒီစာအုပ်ထဲမှာတော့ schedule လေးတွေဆွဲနေကိုကျမသင်ထားပြီးတယ်ဒီ journal မှာနော်အဲ့တော့ဒါကမေလာရဲ့ just a quick overview social event တွေ love life တွေအရင်ကိုမြင့်တက်လာမဲ့သဘောရှိသလိုအလုပ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းကိုယ်နဲ့ align ဖြစ်တဲ့လုပ်တွေကိုစတင်ရှာဖွေလာကြမယ်လားပါis take it slow take it one step at a time Taurus energy က20ရက်နေ့ကြည့်တက်ရောက်နေဦးမှာ Taurus energy ရဲ့energy ရဲ့တက်ရောက်မှုအတိုင်း go slow and steady enjoy your life slow down enjoy the good things in life ကိုpamper လုပ်မယ်ကိုလာပပနေမယ်ကိုကောင်းတာလေးတွေကျွေးမယ်စားမယ်သွားက you are living a luxury life ဆိုတဲ့ဟာမျိုးကို romanticize လုပ်ကြည့်ပါဒီလမှာ rush တအားလုပ်တဲ့လုပ်တွေကသိပြီးမတင်တော့ဘူး20ရက်နေ့မေနောက်ပိုင်းကတော့ rush လုပ်လို့ရတယ် because of the Gemini energy အဲ့တော့ကျွန်မဒီ pick a card ကလေးလည်းဖတ်ပေးဖို့ကြံသေးတယ်အဲ့ဒါခုလောဆယ်မေနဲ့ပတ်သက်လို့ခြာရက်မှာပြင်းတဲ့အခါကျတော့ဒါလေးပဲလုပ်ပေးလိုက်တော့တယ်အဲ့တော့ဘယ် sign တွေအထူးကံကောင်းလဲဆိုတာလေးကျွန်မနည်းနည်းတစ်ချက်ဒါမှမပိတ်ခင်တစ်ချက်ပြောပြမယ်နော် notes ထုတ်ထားတာလေးကို let's see Venus North Node conjunction မေလ3ရက်နေ့မှာဖြစ်ပေါ်တဲ့အခါမှာတော့ကံကောင်းဆုံးတွေက Pisces Taurus Libra Cancer နဲ့ Capricorn ဖြစ်တဲ့general အဖြစ်ပေါ့နော် rising sign ကနေကျွန်မနည်းနည်းလေးဟောဖြစ်လိုက်တာပြီးတော့ဒီအချိန်မှာတော့အခွင့်အလမ်းတွေရောက်လာရင်မကြောက်နဲ့ယူတက်ဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့ North Node ကကိုနဲ့ကိုက်ညီတဲ့သူတွေ Venus ကချစ်ချင်းမေတ္တာနဲ့ value ကိုယ့်ရဲ့ value နဲ့ align ဖြစ်တဲ့သူတွေကို North Node က alignment ချိန်ပေးလိမ့်မယ်ဒီလူတွေနဲ့တူတူဆက်သွားရမှာဆိုတာမျိုးပြီးတော့ချစ်သူနဲ့မိသားစုတွေကိုပို့ပြီး queue site ပေးပါငွေတွေအရန်လုံးတစ်လုံးနဲ့သုံးလိုက်တာမျိုးတွေနည်းနည်း queue site retrograde ဝင်တဲ့အချိန်ခုနကပြောခဲ့တယ်ပထမ part 1မှာအဲ့ဒီအချိန်မှာတော့ဤပညာနဲ့ကိုယ်နဲ့က relationship ကောင်းမှုတို့စူးစမ်းရမယ်တချို့ဆိုလို့ရှိရင် technology ကိုငါနဲ့မဆိုင်technology ဆိုငါမသိဘူးမတတ်ဘူးမလုပ်နဲ့ technology နဲ့ပတ်သက်တဲ့အရာတွေမှာကိုသင်ယူလေ့လာခြင်းနေရာရှင်သင်ယူပါပြီးလို့ရှိရင်မိမိခုနပြောခဲ့တဲ့မိမိဟာအတိုင်းဝိုင်းလူအတိုင်းဝိုင်းမှာမိမိရဲ့နေရာကဘယ်နေရာမှာ talent နဲ့ရှိပြီးတော့ဘယ်နေရာမှာကိုယ့်ရဲ့ puzzle piece တွေက fit in ဖြစ်တာလဲဆိုတာကိုစဉ်းစားရမယ်အရေးကြီးတဲ့ sign တွေကတော့ထူးသဖြင့် effect ဖြစ်မဲ့ sign တွေကအဲ့အချိန်ကတော့ Aquarius Taurus Leo စကောအဲ့တော့အခုချိန်ထိအောင်မှပြောရရင် Taurus တွေကပိုဆွဲနေတော့မယ်ဒီလား Aqua Taurus သူသဖြင့်ပြောင်းလဲမှုတွေကိုလက်ရောညီတွေလက်ခံပေးဖို့တိုးတက်မှုကိုလိုလားဖို့เนาะပြီးတော့ Mercury နဲ့ Chiron conjunct ဖြစ်တဲ့အချိန်
ပြီးတော့ Mercury က Taurus ကိုဝင်တဲ့အချိန်9ရက်ကနေ10ရက်နေကြတွေမှာဆိုရင်အဓိကကတော့ကိုယ့်ရဲ့ conversation တွေဟာ meaningful တွေပဲရှိနေဖို့တိုးတက်ကြောင်းနေဖြစ်စေဖို့ effective communication နဲ့ personal healing counseling တွေပါတယ်အရင်ကောင်းတဲ့အချိန်အဲ့အချိန်က healing conversation တွေ group conversation တွေလို့ကောင်းတဲ့အချိန်ကိုယ့်ရဲ့ past emotional wounds တွေကိုစကလုံးတွေကတဆင့် conversation တွေကတဆင့် healing လို့အရင်ကောင်းတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့ဒါလေးတစ်ချက်ပြီးလို့ရှိရင် Mercury in Taurus ကိုတော့ထပ်မပြောတော့ဘူး Full Moon in Scorpio က emotional release နဲ့ letting go ကကိုယ့်ရဲ့ဒီကိုယ်နဲ့မသက်ဆိုင်တော့တဲ့ emotion တွေကို cut off လုပ်ချဖို့မသက်ဆိုင်တော့တဲ့ relation တွေ habits တွေ fear တွေကိုယ်ပြန်သုံးသပ်ကြည့်လိုက်လို့ရှိရင်တကယ်ရောဟုတ်တဲ့ fear ဟုတ်ရဲ့လားဆိုတာတွေကိုပြန်ပြီး question ထုတ်ပြီးတော့ဆွန့်ထုတ်ဖို့လိုတယ်အဲ့ဒီ full moon ကိုကတော့အထူးသဖြင့် Scorpio Taurus Leo Aqua နဲ့ Virgo Pisces တွေအထူးခံရလိမ့်မယ်အထူးသဖြင့် Scorpio တွေကတော့ personal transformation ဆိုင်ရာတွေသူတို့ရဲ့ identity တစ်ခုလုံး changes ဖြစ်သွားတာမျိုးတွေဖြစ်နိုင်တယ် Taurus တွေကတော့ relationship package တွေရှိခဲ့ရင်ဆွန့်ထုတ်ပါအဲ့ဒီအချိန်မှာ Leo နဲ့ Aqua တွေကတော့ family မိသားစုနဲ့ career ပိုင်းတွေမှာမလိုအပ်တော့တဲ့ alignment မရှိတော့တဲ့အရာတွေစိတ်ပိုင်းဆိုင်ရာစိတ်ညစ်စရာတွေမလိုအပ်တော့တဲ့ထမ်းဆောင်ထားရတဲ့ carry လုပ်ထားရတဲ့ burden emotional burden တွေကိုဆွန့်လွတ်ပါ Virgo နဲ့ Pisces တွေကတော့သူတို့ရဲ့ life မှာကိုယ်ပဲဆက်သွားမှာလဲကိုယ့်ရဲ့ value ကဘာမှလဲအဲ့ဒါတွေကိုသိချပြန်ပြီး reflection လုပ်ပါအားလုံးသော sign တွေအားလုံးကတော့အဲ့ဒီအချိန်မှာ emotional spring cleaning ပေါ့နော် emotional tension ရေးလုပ်ပါ physical world မှာမဟုတ်ဘဲနဲ့ emotional world မှာSun and Taurus conjunct ဖြစ်တဲ့19ရက်နေ့မှာအထူးသဖြင့် surprise ကိုခဏပြောထားတယ်ပေါ့နော်အဲ့ surprise တွေအတွက်အရေးကြီးတာတွေကတော့အရေးကြီးစွာခံစားရမယ့် effect ဖြစ်မဲ့ sign တွေကတော့ Taurus Leo Scorpio နဲ့ Aqua အဲ့တော့ခုနကလိုပဲLeo Aqua Taurus Scorpio တွေက highlight တဲမှာကိုယ်ဒီ star တွေပဲသူတို့ကဒီလားအဲ့တော့ open minded ဖြစ်ဖို့လိုတယ်အဲ့အချိန်မှာOkay, Sun enters Gemini မေ20ရက်နေ့မှာဖြစ်တဲ့အခါမှာတော့ communication နဲ့ social activity တွေ social function တွေပို့ပြီးတော့ပပြန်ပြီးတော့ဖလန်ပြန်ထားလာမယ်ပေါ့နော် Taurus season ရဲ့အိမ်နေတဲ့ဟွာလေးကနေပြီးတော့အိမ်နေဆိုတာလို့ slow down ပြီးတော့ slow and steady သွားနေရနေဖုဆိုပြန်တက်လာမယ်အဲ့ဒီခါကြာလို့ရှင် writing တွေ journaling တွေ sharing ideas တွေလုပ်ကောင်းနေဆက်သွားမဲ့လမ်းကြောင်းရဲ့ ideas တွေကို throw out လုပ်ကောင်းတယ်ခုနကတော့ဒီလို deep and down and heavy ဖြစ်ပြီးတော့ release လုပ်ပြီးဆင်းသွားပြီးတော့ Scorpio full moon release လည်းပြီးတော့ဆိုပြီးတော့မှာအဲ့တော့မတင်စဖူးတင်ခြင်းနဲ့လေ့လာခြင်းနဲ့ဘာသာရပ်တွေပညာရပ်တွေသင်သားတင်အဲ့အချိန်မှာsocial affair တွေ function တွေလုပ်တာလို့ okay ဆိုတဲ့အခါကျတော့ဒါကကျွန်မရဲ့astro update လေးတွေပါအဆင်ပြေမယ်လို့ထင်ပါတယ်ရှင်